ဒီမျိုးသမီးဟာနေတိုင်းယောဂဘောလုံးပေါ်မှာ69ကြိမ်တောင်လှုပ်ခါနေလေးရှိတယ်။ဒါအပြင်သူမဟာတခါတလေထူးဆန်းတဲ့အမူအရာတွေကိုလည်းမနေနိုင်ပဲလုံးမိနေတတ်သေးတယ်။ဒါကိုမြင်တဲ့သူမရဲ့ခင်ပွန်းကတခုခုတော့မှားနေပြီဆိုတာသိလိုက်တယ်။ဒါနဲ့နောက်နေ့အမျိုးသမီးယောဂသွားမကျင့်ခင်မှာခင်ပွန်းဖြစ်သူကအရင်တားပြီးဒီနေ့သူ့ဖော်လုပ်ပေးဖို့ပြောခဲ့တယ်။ဒါပေမဲ့မထင်မှတ်ထားတာကယောဂကျင့်တာဟာအမျိုးသမီးအတွက်ဘယ်သူမှဖြစ်လို့မရတဲ့နေ့စဉ်အလုပ်တစ်ခုဖြစ်နေတာကြောင့်သူမဟာဘာမှစဉ်းစားမနေပဲအိတ်ခမ်းထဲကနေထွက်သွားခဲ့တယ်။အမျိုးသမီးရဲ့ထူးဆန်းတဲ့အပြုအမူတွေကိုကြည့်ပြီးခင်ပွန်းဖြစ်သူကသူတို့အိမ်ထောင်ရေးမှာပြဿနာရှိနေပြီလို့ပို့ပြီးခံစားလာရတယ်။ဒါနဲ့သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့မှာအမျိုးသမီးကကုမ္ပဏီရှယ်ယာ20%ကိုလက်ဆောင်အဖြစ်ပေးတဲ့အခါမှာတော့အမျိုးသမီးရဲ့အဖေကအလကားရတဲ့သားမက်ကဘာလို့ငါတို့မိသားစုရဲ့တန်းနဲ့ချီတန်းတဲ့ရှယ်ယာတွေကိုအလကားရမှာလဲဆိုပြီးခနဲ့တဲ့ပြောဆိုခဲ့တယ်။အမျိုးသမီးကတော့ဒီစကားတွေကိုဂရုမစိုက်ပေမဲ့ခင်ပွန်းဖြစ်သူကတော့လုံးဝမပြောနိုင်ခဲ့ဘူး။သူဟာလူပုံအလဲမှာပဲကွာရှင်းစာချုပ်ကိုထုတ်လိုက်ပြီးအမျိုးသမီးကိုကွာရှင်းဖို့လုပ်ပါတော့တယ်။အမျိုးသမီးကလူကြားတဲ့အဆက်ကွဲမှာကြောက်တာကြောင့်သူနောက်နေတာပါဆိုပြီးအခြေအနေကိုအမြန်ထိန်းလိုက်ပေမဲ့ခင်ပွန်းဖြစ်သူကတော့ဘာမှဆုံးရှုံးစရာမရှိတော့သလိုမျိုးအမျိုးသမီးရဲ့ယောဂဘောလုံးကိစ္စကိုလူအများရှေ့မှာဖွင့်ချလိုက်ပါတယ်။အမျိုးသမီးဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲသူမရဲ့လက်ထောက်ကလူအုပ်ထဲကနေထွက်လာပြီးအမျိုးသမီးဘက်ကကာကွယ်ပြောပေးခဲ့တယ်။ခင်ပွန်းဖြစ်သူကက်အက်ဆီဒင့်ဖြစ်ပြီးဆေးရုံတက်ရတော့ကနေရောညပါပြုစုခဲ့တာအမျိုးသမီးပဲဖြစ်တယ်လို့သတိပေးခဲ့တယ်။ဒါပေမဲ့အဖောက်ပြန်ခံရတယ်လို့ထင်နေတဲ့ခင်ပွန်းကတော့စိတ်လွတ်နေပြီဖြစ်လို့လှည့်ထွက်သွားဖို့ပဲလုပ်နေခဲ့တယ်။အဲ့ဒီအချိန်မှာအမျိုးသမီးကသူ့ကိုတားပြီးရှင်တခြားတစ်ယောက်ကိုချစ်သွားပြီလားလို့မေးလိုက်တယ်။ဒီစကားကြားတာနဲ့အမျိုးသမီးရဲ့အဖေကရှေ့ကိုချက်ချင်းတိုးလာပြီးခင်ပွန်းဖြစ်သူရဲ့ကော်လာကိုဆွဲကကျေးဇူးမသိတဲ့ကောင်မယားကိုဘလို့များတစ္ဆာဖောက်ရက်တာလဲလို့ဆွဆွဲတော့တာပါပဲ။ဒီလူတွေကိုယုတ်တိရှိရှိပြောလို့မရတော့တာသိတဲ့အတွက်ခင်ပွန်းဖြစ်သူဟာကွာရှင်းမယ်လို့ပြက်ပြက်သားသားပြောပြီးပွဲခန်းမထဲကနေထွက်သွားခဲ့တယ်။နောက်နေ့ခင်ပွန်းဖြစ်သူပြန်လာတဲ့အခါအမျိုးသမီးကလှလှပပပြင်ဆင်ပြီးစိတ်ကူးပြောင်းဖို့တောင်းပန်ခဲ့ပေမဲ့အမျိုးသားကတော့သူ့ထုတ်ပိုးတွေလာသိမ်းတာပဲဖြစ်နေတယ်။မျိုးသမီးကငါကဘာလို့ဒီလောက်တောင်နှိမ့်ချနေရတာလဲလို့တွေးမိပေမဲ့ခင်ပွန်းကတော့အကျိုးအကြောင်းမရှိဆက်ဆံနေတော့မှာပဲနောက်ဆုံးမှာတော့အဲ့ဒီယောဂဘောလုံးကြောင့်ဆိုရင်အဝေးကိုလွှင့်ပစ်လိုက်ပါမယ်လို့တောင်အသနာခံခဲ့ပေမဲ့ခင်ပွန်းကဂရုမစိုက်ခဲ့ဘူးဒါနဲ့အမျိုးသမီးကလည်းဒါဆိုလဲတရားရုံးမှာပဲတွေ့ကြတာပေါ့လို့ပြောလိုက်တယ်မကြခင်မှာပဲသူတို့နှစ်ဦးတရားရုံးမှာရင်ဆိုင်ရပါတယ်ခင်ပွန်းဖြစ်သူကအမျိုးသမီးကိုအိမ်အောင်ရေးကနေဘာပိုင်ဆိုင်မှုမှမရပဲလက်ပလာနဲ့ထွက်သွားစေခြင်းလို့ရှေ့နေငါပြီးတိုက်ခိုက်ခဲ့တယ်အမျိုးသမီးကလည်းငြိမ်မနေပဲကျမဘယ်တော့မှတစ္ဆာမဖောက်ခဲ့ဘူးသူကမိသားစုပိုင်ဆိုင်မှုတွေကိုလိုချင်လို့အကြောင်းပြချက်ရှာနေတာလို့အားလုံးရှေ့မှာပြောခဲ့တယ်တရားသူကြီးကခင်ပွန်းဖြစ်သူရဲ့တိုင်ကြားချက်ဟာယောဂဘောလုံးတစ်ခုတည်းကြောင့်ဆိုတာသိသွားတဲ့အခါခင်ပွန်းဖြစ်သူရဲ့အယူဆကိုသဘောမတူပဲအမှုကိုပယ်ဖျက်ဖို့လုပ်ခဲ့တယ်အခြေအနေကောင်းလာပြီဆိုတာသိတာနဲ့မျိုးသမီးကခင်ပွန်းဖြစ်သူတခြားမျိုးသမီးတွေနဲ့ပတ်သက်နေတဲ့ဓာတ်ပုံတွေကိုထုတ်ပြပြီးသူ့ကိုပဲလက်ပလာနဲ့နှင်ထုတ်ဖို့ကြိုးစားပြန်တယ်အထောက်ထားတွေကအမျိုးသမီးဘက်မှာအသာစီးရနေတာမြင်တဲ့အခါခင်ပွန်းဖြစ်သူကသူ့မှာတက်သေးရှိသေးတယ်ဆိုပြီးအိမ်ကကတ်တစ်ဗီဒီယိုကိုဖွင့်ပြလိုက်တယ်အဲ့ဒီဗီဒီယိုထဲကအမျိုးသမီးရဲ့ထူးဆန်းတဲ့ယောဂကျင့်ပုံကိုမြင်တော့ရုံးတော်ကလူတွေအားလုံးဒါဟာပုံမှန်မဟုတ်ဘူးဆိုပြီးအံ့ဩကုန်ကြတယ်မျိုးသမီးကလည်းခင်ပွန်းဖြစ်သူဟာသူ့မရဲ့ဂုဏ်သိက္ခာကိုအခုလိုဖျက်ဆီးလိုက်မယ်လို့မထင်ထားခဲ့ဘူးသူမအရှက်ရပြီးပုံးစရာနေရာရှာနေတော့မှပဲခင်ပွန်းဖြစ်သူကဒုတိယမြောက်ဗီဒီယိုရှိသေးတယ်လို့ထပ်ပြောတယ်ဒီအခါအမျိုးသမီးရဲ့လက်ထောက်ကထပ်ရက်ပြီးအမျိုးသမီးကအလုပ်ဖိစီးမှုတွေကြောင့်စိတ်ကြယောဂပြင်းပြင်းထန်ထန်ခံစားနေရလို့ယောဂဘောလုံးကိုဆွဲလန်းနေတာပါခင်ပွန်းဖြစ်သူကတော့အိမ်မှာအလကားနေပြီးဇနီးတဲ့ကိုတန်တရားပဲဝင်နေတာသူဟာခင်ပွန်းကောင်းတယောက်မဟုတ်ဘူးလို့ပြောဆိုကာကွယ်ပေးခဲ့တယ်ဒါကိုကြားတဲ့ဘေးကလူတွေကလည်းအမျိုးသမီးကိုတနာသွားပြီးခင်ပွန်းဖြစ်သူကိုပဲလက်ပလာနဲ့နှင်ထုတ်ဖို့ဝိုင်းကန့်ကွက်ကြတော့တယ်ခင်ပွန်းဖြစ်သူသွားပြီလို့အားလုံးကထင်နေကြတဲ့အချိန်မှာပဲ cut ဗီဒီယိုထဲမှာထူးဆန်းတဲ့မြင်ကွင်းတစ်ခုထပ်ပေါ်လာပါတော့တယ်